အားလုံးပဲမင်္ဂလာပါရှင် Story Collection Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပေါ့နော်ဒါပြောချင်တာကဒီ channel လေးကိုနားဆင်နေတဲ့သူတွေထဲမှာပေါ့နော်စိတ်သက်ကြတတ်တဲ့သူတွေပါလားပေါ့နော်ဒီဗီဒီယိုကိုနားဆင်နေတဲ့သူတွေထဲမှာစိတ်သက်ကြတတ်တဲ့သူတွေပါတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအခုပြပြချင်တာကအခုကိုပြန်ပြီးတော့တွေးကြည့်လိုက်ပေါ့နော်စိတ်ထဲမှာအယမ်းပင်ပန်းနေရလားဘာကြောင့်မှမသိပဲဝမ်းနေနေတဲ့နေ့တွေရှိဘူးလားလူတွေကြားထဲမှာရင်းနေပြီမဲ့တယောက်တည်းရှိတဲ့အချိန်ကျတော့မျက်ရည်တွေကျနေဘူးလားတကယ်တော့အဲ့လိုခံစားချက်တွေကိုဒါတို့လည်းကြုံမှုတယ်ပေါ့နော်အပြင်မှာတော့အဆင်ပြေပါတယ်ဆိုပြီးတော့ဖြုံးပြတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်မှာကျတော့ငါဘာလို့ဒီလောက်ပင်ပန်းနေတာလဲငါစိတ်ကဘာလို့အဲ့လောက်မပျော်ရွှင်ဖြစ်နေရလဲဆိုတဲ့မိကွန်းနေနဲ့ရှင်သန်ခဲ့တဲ့အချိန်တွေရှိရပေါ့နော်အဲ့ဒီအချိန်မှာဒါသဘောပေါက်ခဲ့တာတခုရှိရဒီစိတ်ထဲကြတယ်ဆိုတာကအားနေလို့မဟုတ်ဘူးအများကြီးစူးစမ်းခဲ့လို့အများကြီးတီးခံခဲ့လို့အများကြီးနာကျင်ခဲ့လို့ဖြစ်တာပေါ့နော်ဒါကြောင့်အခုဒီဗီဒီယိုကိုနားဆင်နေတဲ့သူတွေအနေနဲ့ပေါ့နော်ကိုအယမ်းမတင်းကျပ်ပါနဲ့အခုချက်ချင်းပြန်အဆင်ပြေဖို့လည်းမလိုအပ်ဘူးเนาะဒီတရက်ချင်းပဲဖြတ်တန်းကြည့်ပါဒီနေ့မတ်တက်ရက်နိုင်နေဆိုလို့ရှင်အဲ့ဒါဒီနေ့အတွက်အောင်မြင်တာပဲပေါ့နော်အောင်မြင်မှုလိုပဲသတ်မှတ်ပါလူတိုင်းမှာဘယ်သူမှမမြင်နိုင်တဲ့တိုက်ပွဲတွေရှိကြတယ်တချို့လူတွေဆိုလို့ရှိရင်ပိုက်ဆံအတွက်တိုက်ပွဲဝင်နေတယ်တချို့ဆိုလို့ရှိရင်မိသားစုအတွက်စူးစမ်းနေကြတယ်ပေါ့နော်တချို့လူတွေကြတော့လေဒီကိုယ်စိတ်ထဲကအမှောင်တွေနဲ့နေတိုင်းရင်ဆိုင်နေရတယ်ပေါ့နော်ဒါကြောင့်ကိုတယောက်တည်းမဟုတ်ဘူးကိုခံစားနေရတာကိုတယောက်တည်းကြုံနေရတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုတော့မမေ့ပြစ်လိုက်ပါနဲ့ကိုယ့်ရဲ့တန်ဖိုးကိုဒီအခြေအနေကမဆုံးဖြတ်ပေးပါဘူးတယောက်ရဲ့စကားကလည်းကိုယ့်တန်ဖိုးကိုမဆုံးဖြတ်ပေးပါဘူးကြာရှုံးမှုတစ်ခုကလည်းမဆုံးဖြတ်ပေးပါဘူးတနေ့ဒီကိုပြန်တတိရတဲ့အချိန်မှာအဲ့ဒီနေ့ကငါလက်မလျှော့ခဲ့လို့ဒီနေ့ငါဒီနေရာထိရောက်လာခဲ့ရဆိုပြီးတော့ဂုံယူပြီးပြုံကြီးပြုံးနိုင်မဲ့တနေ့ကိုရောက်လာပါလိမ့်မယ်ဒါကြောင့်ဒီနေ့အတွက်တော့ကိုအပြစ်မတင်ပါနဲ့နည်းနည်းလေးအနားယူလိုက်ပါနည်းနည်းလေးအသက်ရှူလိုက်ပါပြီးတော့ကိုပြန်ပြောလိုက်ပါဒီနေ့လဲငါအကောင်းဆုံးကြိုးစားခဲ့ရင်ဒါကငါအတွက်လုံလောက်တယ်ကိုယ့်ရဲ့ဇလန်းကအခုမှအဆုံးသတ်မဲ့ဇလန်းမဟုတ်ဘူးအကောင်းဆုံးခန်းတွေကိုဆက်ပြီးတော့သွားနေရအောင်မဲ့ဇလန်းတစ်ပုဒ်ဆိုပြီးတော့ပဲသတ်မှတ်လိုက်ပါနော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲတတားပါ